အေးရနေရထားရင်ဒီနို့တတိယဟိုတော့ကိုကကလေးတွေကြတော့မသိကြတော့ဘူးနဲ့နော်ဟိုတော့ကလေးတွေဟိုတော့ဆိုကိုရီတော့သိအောင်လေဒီယိုလေးနားထောင်တာလေမနစလိပနဲ့ကြက်ကြပါဦးရှင်စလိပနဲ့ကြက်ကြပါဦးရှင်အခုကမြန်မာစံတော်ချိန်မိနစ်8နာရီရှိပါပြီရှင်သတင်းများကိုကြီးညာပါတော့မယ်ဘာညာပေါ့နော်အဲ့ဒီလုံးလေးကိုသွားသိရတယ်မနကိုရီးယားဒီလုံးကကျတော့ဆလိပနဲ့ကြက်ဝင်ကြက်ပါဦးရှင်ဆလိပနဲ့ကြက်ဝင်ကြက်ပါဦးရှင်နေ့မြန်မာစံတော်ချင်းမနေ့8နာရီရှိတာရှင်သတင်းများကိုကျွန်မမတနေညာပေးပါမယ်ရှင်အဲ့လိုပြီးတဲ့လူတွေရှိလားမသိဘူးကိုကကြတော့အဲ့လိုမရှိကြတော့ဘူးเนาะသတင်းကျင်ညာတာအေးရတာတတိယလို့